တော့ကျွန်တော်တို့မာကုခရစ်ယာန်ကိုဖတ်သွားခဲ့တာဖြစ်တယ်ဆိုတော့ခုချိန်မှာမဿဲပေါ့နော်မဿဲခရစ်ယာန်ခန်းကြီး16ကိုကျွန်တော်သွားရအောင် Matthew 15, verse 21, right through verse 28. And that is a parallel passage for a fuller picture of what happened over here. တော့ရှမဿဲခရစ်ယာန်ခန်းကြီး15ဖြစ်ပါတယ်နော်15အခန်းငယ်21ကနေ28ထိတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ဒီနေရာမှာတွေ့ရတာဖြစ်တယ်ဆိုတော့ကြည့်ရအောင်ဆိုတော့ကျွန်တော်တို့ရှမဿဲခရစ်ယာန်ခန်းကြီး15အငယ်21ကနေ28ထိကိုဖတ်သွားမှာဖြစ်ပါတယ်ယေရှုသည်ထိုအရမှထွက်၍သူလူမျိုးနှင့်ဇီးတုံမျိုး၏ကျေးလက်သို့ကြွတော်မူလျင်ခါနန်အမျိုးဖြစ်သောမိန်းမတစ်ယောက်သည်ထိုနယ်ဆက်မှထွက်လာ၍ဒါဝိဒ်သားတော်ရှင်ကျွန်မကိုတနာတော်မူပါကျွန်မ၏သမီးသည်နတ်ဆိုးနှိမ့်ဆက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လဲစကားတခွန်းမြပြန်တော်မမူတပည့်တော်တို့သည်ချင်းကပ်၍ထိုမိန်းမပြန်သွားရသောခွင့်ကိုပေးတော်မူပါအရုနောက်သို့လိုက်၍ဟစ်ကြော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏ဘုရောကလည်းဣဒေလအမျိုးဝင်ကြောက်လွန်သောတိုးများမှတပါအခြားသောအမျိုးရှိရာသို့ငါကိုမစေမလို့ဟုမိန်တော်မူ၏ထိုမိန်းမသည်ချင်းကပ်၍ကြောက်ဝက်လျက်ကျွန်မကိုကယ်မတော်မူပါသခင်ဟုရှောက်ပြန်လျင်ကိုရောကတားရစာကိုယူ၍ခွေးအားမပေးမချအပ်ဟုပြန်ပြောတော်မူ၏မိမကလည်းမန်ပိုင်းသခင်ခွေးမိဒီကမိမိသခင်ဇပွဲမှကြာသောစနိုးစပေါက်ကိုစားမြဲထုံးစံရှိပါ၏ဟုရှောက်ပြန်လျင်အိုမိမသင်သည်ယုံကြည်ခြင်းအားကြီးလာပြီသင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုချိန်မှစ၍ထိုမိမ၏သမီးသည်ကျမ်းမာပဂရိဖြစ်လေ၏အာမင် My message this morning is entitled The Faith That God Desires. တော့ကျွန်တော်ဒီနေ့လေ့လာမယ့်နှုတ်ပတ်တော်ရဲ့ခေါင်းစဉ်အကြတော့သခင်ဖျားအလိုရှိသောယုံကြည်ခြင်းဖြစ်ပါတယ် Faith is something very important for the Christian. ဆိုတော့ယုံကြည်ခြင်းလို့ပြောလိုက်မယ်ဆိုရင်တော့ခရိယန်စတတာဆိုတကယ်ပဲအရေးကြီးတဲ့အရာဖြစ်ပါတယ် I hope all of you have faith in the Lord Jesus Christ. ဆိုတော့ဒီမှာရောက်လာတဲ့အရောက်ချင်းစီတိုင်းလည်းပဲเนาะသခင်ယေရှုကိုเนาะယုံကြည်ခြင်းရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် What is faith? Faith is trust and obedience. That's what we just sang. Trust and obey. For there's no other way to be happy in Jesus but to trust and obey. ဆိုတော့ကျွန်တော်ရဲ့တက်တာမှာယုံကြည်ခြင်းဆိုတဲ့အရာကပါလေပေါ့เนาะယုံကြည်ခြင်းဆိုတဲ့အရာကကျွန်တော်တို့တခြင်းဆိုတဲ့အတိုင်းเนาะဖခင်ကိုတကယ်ကိုးစားပြီးတော့ဖခင်ရဲ့စကားကိုနားထောင်ခြင်းကယုံကြည်ခြင်းဖြစ်ပါတယ် Hebrews chapter 11 verse 6 tells us, For without faith it is impossible to please him, to please God. For they that cometh to him must believe that he is, and is a rewarder of them that diligently seek him. ဆိုတော့ကျွန်တော်တို့ဖတ်သွားတဲ့နော်ဟေဘရဲဝါစာခန်းကြီး7ငယ်6မှာဆိုရင်လည်းပဲနော်ဘယ်လိုပြောထားလဲဆိုတော့ယုံကြည်ခြင်းရှိလျင်တဲ့နော်ဘုရားသခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်နော်ဘုရားသခင်ကိုချင့်ကပ်တော်သူမြည်ကားတဲ့ယုံကြည်ခြင်းရှိရမယ်နော်အဲ့ဒီယုံကြည်ခြင်းနော်ဘုရားကိုယုံကြည်တဲ့သူတွေကိုလည်းပဲဘုရားကနော်မဆာကောင်းကြီးပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကယုံကြည်ရမှာဖြစ်ပါတယ် So we must make sure we have faith, and the faith must be a true one and not a false one. True faith and not false faith. And also we must make sure our faith is not a weak faith. We want to have a strong faith. ဆိုတော့ကျွန်တော်ရဲ့တတ်တာမှာနော်ယုံကြည်ခြင်းဆိုတာကအရေးကြီးတယ်ရှိဖို့ရန်အတွက်နော်သူနည်း၎င်းပဲအဲ့ဒီကျွန်တော်ထဲမှာရှိတဲ့ယုံကြည်ခြင်းကမှန်ကန်တဲ့စစ်မှန်တဲ့ယုံကြည်ခြင်းဖြစ်ရမယ်နော်မာယွန်းတဲ့ယုံကြည်ခြင်းရှိဖို့နော်လုံးဝစမပြေပါဘူးကျွန်တော်ရဲ့တတ်တာမှာတကယ်နော်စစ်မှန်တဲ့ယုံကြည်ခြင်းနော်ရှိဖို့ရှိရမှာဖြစ်တယ် And this woman here has a lot to teach us about what is true faith and what is strong faith. The faith that God desires from you and from me. ဆိုတော့ဒီနေရာမှာကျွန်တော်လေ့လာတဲ့နော်အမျိုးသမီးတယောက်ရဲ့တတ်တာမှာကျွန်တော်ဗာတွေ့ရလဲဆိုတော့မှန်ကန်ပြီးတော့တကယ်နော်ဒါခိုင်မာတဲ့နော်တကယ်ကြီးမားတဲ့နော်ယုံကြည်ခြင်းကိုကျွန်တော်တွေ့ရတာဖြစ်တယ် So what is the faith that God desires? ဒါဆိုရင်နော်ကျွန်တော်ရဲ့ဖခင်သခင်ဖခင်လိုအပ်တဲ့နော်
အလိုတော်ရှိတဲ့ယုံကြည်ခြင်းဆိုတဲ့အရာကဘာလဲပေါ့ The faith that God desires has these four characteristics. ဆိုတော့ဘုရားသခင်လိုချင်တဲ့ဘုရားအလိုတော်ရှိတဲ့ယုံကြည်ခြင်းလို့ပြောလိုက်မယ်ဆိုရင်တော့ဒါဒီလေးခုရှိတာဖြစ်တယ် First, the faith that God desires requires us to hear His word. နော်ပထမဦးဆုံးလက္ခဏာပေါ့နော်ယုံကြည်ခြင်းဆိုတဲ့အရာရဲ့ပထမဆုံးလက္ခဏာကနှုတ်ဘတ်တော်ကိုကျွန်တော်တို့ကနိုင်ရမယ်နာခံရမယ် For the Bible tells us that faith cometh by hearing, and hearing by the word of God. ဘာဖြစ်လို့လဲဆိုတော့နှုတ်ဘတ်တော်ထဲမှာနော်ယုံကြည်ခြင်းဆိုတဲ့အရာကတဲ့ကြားနာခြင်းကနေလာတယ်ဆိုတော့နော်ဘာကိုကြားနာခြင်းလဲဆိုတော့နှုတ်ဘတ်တော်ကြားနာခြင်းကနေယုံကြည်ခြင်းဆိုတဲ့အရာကရောက်ရှိလာတာဖြစ်တယ် And that's why you are here, to hear God's word so that your faith can be strengthened, can be strong, because it must come from God's word. ဆိုတော့အဲ့ဒီအရာကြောင့်ကျွန်တော်တို့ဒီနေရာကိုရောက်လာကြတာဖြစ်တယ်เนาะကျွန်တော်ရဲ့အတ္တမှာနှုတ်ဘတ်တော်ကြားခြင်းအပြင်ကျွန်တော်ရဲ့ယုံကြည်ခြင်းကဘာဖြစ်လာမလဲဆိုတော့ပုံမှုပြီးတော့တန်မာလာမယ်ပုံမှုပြီးတော့ကြီးထွားလာမယ်အဲ့ဒါတော့ကြောင့်မို့ကျွန်တော်ဒီနေရာကိုရောက်လာပြီးတော့နှုတ်ဘတ်တော်ကိုခံယူကြတာဖြစ်ပါတယ် Faith doesn't come from, eating your breakfast or your lunch or your dinner. ယုံကြည်ခြင်းဆိုတဲ့အရာကမနေ့စာနေ့လယ်စာညနေစာစားလို့ရောက်ရှိလာတာမဟုတ်ပါဘူး Faith does not come from your dreams or your imaginations. ယုံကြည်ခြင်းဆိုတဲ့အရာကကျွန်တော်ရဲ့အိမ်မက်เนาะကျွန်တော်ရဲ့စိတ်ကူးစိတ်တန်းနေเนาะရောက်ရှိလာမှာမဟုတ်ပါဘူး But faith does not come from any philosophy or any science that you have studied in school. เนาะကျွန်တော်တို့ယုံကြည်ခြင်းဆိုတဲ့အရာကเนาะကျွန်တော်ကျောင်းမှာသင်ခဲ့ရတဲ့เนาะဒါเนาะသိပ္ပံတွေเนาะဒါစိတ်ပညာတွေအဲ့လိုမျိုးပေါ့เนาะတွေးခေါ်နိုင်စွမ်းကနေเนาะယုံကြည်ခြင်းကရောက်ရှိလာမှာမဟုတ်ပါဘူး Faith comes from God and from His word. So faith cometh by hearing, and hearing by the word of God. ဆိုတော့ယုံကြည်ခြင်းကဒါဆိုရင်ဘယ်နေရာနေလာမှာလဲဆိုတော့ဘုရားစီရလာမယ်ဘုရားနှုတ်ဘတ်တော်ကနေလာမှာဖြစ်တယ်เนาะဆိုတော့ဘုရားသခင်ရဲ့เนาะယုံကြည်ခြင်းဆိုတဲ့အရာကเนาะကြားနာခြင်းကနေလာတယ်ဘာလို့ကြားနာခြင်းလဲဆိုတော့เนาะနှုတ်ဘတ်တော်ကိုကြားနာခြင်းကနေလာတာဖြစ်ပါတယ် And this is what we learn from this woman, for she heard of the Lord Jesus Christ. ဆိုတော့အဲ့ဒီအကြောင်းအရာကိုအဲ့လိုမျိုးเนาะကြားနာခြင်းကနေယုံကြည်ခြင်းလာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီအမျိုးသမီးစီကနေကျွန်တော်တို့ဒီနေ့เนาะဒါတွေ့ရတာဖြစ်ပါတယ် For in Mark chapter 7 verse 25 we read, for a certain woman whose young daughter had an unclean spirit heard of him and came and fell at his feet. ဆိုတော့ခရစ်ကျွန်တော်ဖတ်သွားတဲ့ရှင်မာပုခရစ်ယာန်ခန်းကြီး9အငယ်25မှာအကြောင်းမူကားညညူးသောနတ်ဆွဲသောမိမငယ်အမိဒီတည်င်းတော်ကိုကြားသဖြင့်လာ၍ခြေတော်ရင်းတို့ကြောက်ဝက်လျက်ဆိုပြီးတော့ကျွန်တော်ဖတ်ရတယ်အဲ့ညမှာတော့ဖယားရဲ့နော်ဒါတည်င်းတော်ကိုကြားတယ်ဆိုရရအောင်ကျွန်တော်တို့တွေ့ရတယ် So take note over here, it says that she heard of him. ဆိုတော့ဒီနေရာမှာအဲ့ဒီအမျိုးသမီးရဲ့အမိမိခင်ကတဲ့တည်င်းတော်ကိုကြားသဖြင့်ဘယ်သူတည်င်းလဲဆိုတော့ဖယားရဲ့နှုတ်ပတ်တည်င်းကိုကြားသဖြင့်ဖြစ်ပါတယ် What did she hear? She must have heard the gospel, the good news of salvation in the Lord Jesus Christ. ဆိုတော့သူမဘာကြားခဲ့တာလဲဘာကြားခဲ့လဲဆိုတော့ဘုရားရဲ့တကယ်နော်ဧဝံဂေလိတရားနော်ဘုရားရဲ့တကယ်ကယ်တင်ခြင်းတရားကိုသူကြားခဲ့တယ်ဆိုရအောင်ကျွန်တော်တို့သိရပါတယ် Interestingly, she was not from Israel. She was from outside of Israel, from Tyre and Sidon. She's the Syro-Phoenician woman. She's not a Jewish woman, but a Gentile woman. ဆိုတော့အဲ့ဒီအမျိုးသမီးကစိတ်ဝင်စားစရာကောင်းတာက तू ကနော်ဒါဣသေလလူမျိုးမဟုတ်ဘူးနော်ဂျူးလူမျိုးမဟုတ်ဘူးနော် तू ကသူ့လူနဲ့ဇီးတုံမျိုးရဲ့ခြေလက်မှာနေတဲ့သူအနည်းအားဖြင့်ပြောမယ်ဆိုရင်နော်တပါအမျိုးသမီးဖြစ်တယ်ဒါဂျူးလူမျိုးထဲကမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဒါသိရတာဖြစ်တယ် For we read in verse 24 that she came from the borders of Tyre and Sidon. ဆိုတော့ तू ကနော်သူ့လူမျိုးနဲ့ဇီးတုံမျိုးရဲ့ခြေလက်နော်အဲ့ဒီနေရာကနေလာတာဖြစ်တယ်ပြောမယ်ဆိုရင်ဣသေလနိုင်ငံထဲကနော်မြို့တွေမဟုတ်ဘူးဆိုတော့ကျွန်တော်သိရတယ် So Tyre and Sidon is north of Israel by the coast, by the Mediterranean Sea. And today it is
in modern Lebanon. ဆိုတော့တူရူနဲ့ဇီရိုမျိုးဆိုတဲ့အရာကဣသေလနိုင်ငံရဲ့နော်မြောက်ဘက်မှာနော်အပေါ်ဘက်မှာရှိတယ်နော်အဲ့ဒီနော်မြစ်တွေနော် Mediterranean မြစ်တွေနော်အဲ့ဒီနေရာမှာရှိတယ်အခုနော်ခေတ်နဲ့ပြောမယ်ဆိုရင်ဒါ Lebanon ပေါ့နော် Lebanon နိုင်ငံဖြစ်ပါတယ် So the gospel was not only preached and heard in Jerusalem and in Judea, but God wants the good news to go outside of Israel to other parts of the world, so that people might hear, not just the Jews, but us who are Gentiles might hear the good news and be saved. ဆိုတော့ဘုရားရဲ့အလိုတော်ကပါလဲဆိုတော့ဣသေလနိုင်ငံထဲမှာပဲသူရဲ့တည်င်းကောင်းသူရဲ့ဧဝံဂေလိတရားကိုရောက်ရှိဖို့ရန်တော့မဟုတ်ဘဲနဲ့ဣသေလနိုင်ငံရဲ့အပြင်ဘက်ဖြစ်တဲ့ဒါတခြားနိုင်ငံတွေတခြားမြို့တွေကိုလည်းပဲဘုရားကသူရဲ့ဧဝံဂေလိတည်င်းကောင်းကိုရောက်ရှိစေချင်တာဖြစ်ပါတယ် So we thank God that missionaries came to Singapore, English missionaries came to Singapore, Presbyterian missionaries came to Singapore, shared the gospel, not just in Singapore, they went even to China. Our grandparents, our great-grandparents, they heard the gospel also from these missionaries, believed, and then they migrated here, and our faith continued. And thank God that missionaries went to Burma to preach the gospel. Adoniram Judson, God used him. He learned the language, your language so well. He translated the Bible into Burmese, which you are reading right now. It's a very excellent translation. So it's God who raised up people to preach the gospel, not only in Jerusalem, in Judea, but Samaria and unto the uttermost part of the world. ဆိုတော့ကျွန်တော်တို့ဒီစင်ကာပူနိုင်ငံဆိုရင်လည်းပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒါဒီ Presbyterian ဒါတပနာပြုတွေရောက်လာပြီးတော့နှုတ်ပတ်တော်ကိုတည်ဆောင်လာတဲ့တည်င်းကောင်းပေါ့ယေရှုရဲ့တည်င်းကောင်းကိုတည်ဆောင်လာခဲ့တယ်ဒီစင်ကာပူပဲမဟုတ်ဘဲနဲ့တရုတ်နိုင်ငံကိုလည်းပဲတည်ဆောင်တယ်တရုတ်ကနေဆင်းသူတို့ရဲ့ဆရာတို့ရဲ့ဒါဘိုးဘွားတွေကအဲ့ဒီတည်င်းကောင်းကိုလက်ခံတယ်အဲ့ဒီပြောင်းလဲလာကြတာဖြစ်တယ်ဆိုတော့ကျေးဇူးတော်ကြောင့်မြန်မာနိုင်ငံကိုလည်းပဲဘုရားကဒါကျက်ဆန်ပေါ့နော်ဆရာကျက်ဆန်ဆရာယူဒတန်ပေါ့နော်ဆေလွတ်တယ်သူကတကယ်ပဲဒါမြန်မာစကားမြန်မာဘာသာကိုလေ့လာပြီးတော့နောက်ဆုံးကျွန်တော်တို့အခုဖတ်နေတဲ့ဒါနှုတ်ပတ်တော်ကိုသူကတကယ်တိတိကျကျဒါဟေဘရဲနဲ့ဂရိကနေဘာသာပြန်ပြီးတော့ကျွန်တော်တို့ကဘုရားသုံးပြုခဲ့တာဖြစ်တယ်ဆိုတော့တကယ်ပဲဘုရားသခင်ဆေလွတ်တဲ့ဒါနာပြုတွေအတွက်ကျေးဇူးတော်ချီးမွမ်းရမှာဖြစ်ပါတယ် So what did she hear? Now in Matthew 15, which we have just read, told us she heard of Jesus as God himself. Jesus is God. For when she heard that Jesus was in town, she cried out, "Oh Lord, oh Lord." That term Lord means you are God. You are the all-powerful one. You have power to create the whole universe. And you also have the power to save. So အဲ့ဒီအမျိုးသမီးကတခင်ယေရှုရဲ့အကြောင်းကိုကြားတယ်တခင်ယေရှုကတကယ်ပဲဘုရားရဲ့သားတော်ဖြစ်တယ်ဘုရားရဲ့တကယ်ဘုရားစင်စစ်ဖြစ်တယ်လူသားတွေကိုကယ်တင်ဖို့ရန်အတွက်ရောက်လာတဲ့အရာကို तू ကသိတဲ့အချိန်မှာယေရှုကိုဘယ်လိုခေါ်လဲဆိုတော့တခင်ဆိုပြီးတော့ခေါ်တယ်အဲ့ဒီနေရာမှာတခင်ဆိုတဲ့အရာကဘုရားဖြစ်ကြောင်းကို तू ကဝန်ခံလိုက်တာဖြစ်တယ်တခင်ကျွန်မရဲ့သမီးကိုကယ်ပါဆိုတော့ तू ကတကယ်ဘုရားကိုတကယ်ယုံကြည်ခြင်းယေရှုကိုဘုရားစင်စစ်ဖြစ်ကြောင်းယုံကြည်ပြီးတော့ तू ကဟောခဲ့တာဖြစ်ပါတယ် She not only believed that Jesus is God himself as creator, and she also confessed Jesus as the Son of David. And the Son of David, we know from the Old Testament. So she heard the scriptures being preached in those days. How Jesus, the Son of David, will come to save the world from sin. He is the greater David who has come not only to rule over us, but also to save us from our sins. So သူကတခင်ယေရှုကိုဘုရားစင်စစ်အပြင်တာဝိရဲ့သားတော်ဆိုပြီးတော့လည်းယုံကြည်တာဖြစ်တယ်ဒီနေ့အပြင်ဆိုရင်ဓမ္မဟောင်းတွေက
နော်ဒါ prophet ပြုခဲ့တဲ့အတိုင်းပေါ့နော်ဒါဝိကနေစဉ်နော်ဒါကယ်တင်ရှင်မွေးဖွားလာမယ်ဆိုတဲ့အရာတွေကိုသူကနော်တကယ်ပဲယုံကြည်ပြီးတော့လက်ခံပြီးတော့နော်ဒါသူ့ရဲ့တတ်တာမှာတကယ်နော်ဘုရားကိုနော်ယုံကြည်ပြီးတော့သူ့ရဲ့တတ်တာမှာနှုတ်ပတ်တော့ရောက်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ် And this tells us that she has repented of her sins because being a Gentile, she was an idol worshipper. And now having heard the gospel, Jesus is creator, Jesus is savior, the son of David who was prophesied to come and he's already here and can save me from my sins. She abandoned all her idols to trust in the only living and true God and Jesus Christ as the savior. ဆိုတော့သူရဲ့တတ်တာမှာထုံးနေရမှာကျွန်တော်တို့နော်သိရမယ်ကြည့်ရမယ်ဆိုရင်သူကနော်ဒါတပါးမျိုးသမီးဖြစ်တယ်နော်တပါးမျိုးသမီးတပါးမျိုးသားတွေကသူတို့ကနော်ဒါရုပ်တုစင်တုကိုကိုးကွယ်တဲ့သူတွေဖြစ်တယ်နော်ဒါဒါပေမဲ့သူရဲ့တတ်တာမှာဒီနေရာမှာနော်ဒါဝိရဲ့သားတော်ဒါမှမဟုတ်လေနော်သခင်လို့ခေါ်လိုက်ခြင်းအပြင်ကျွန်တော်ဘာကိုတွေ့ရလဲဆိုတော့သူကတကယ်ပဲနော်ထိုအရာတွေအားလုံးသူရဲ့မာယွန်းနဲ့ယုံကြည်ခြင်းတွေစွန့်ပြီးတော့နော်ဘုရားသခင်တပါးရဲ့ရှိတယ်ဆိုတဲ့အရာကိုသူကယုံကြည်ပြီးတော့နော်သူရဲ့မကောင်းတဲ့အရာတွေကိုစွန့်ပြီးတော့နော်ဘုရားသခင်ကနော်သခင်ရှုကသခင်ဖြစ်ကြောင်းကိုတကယ်ယုံကြည်ပြီးတော့ချင်းကပ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ် So she did not say, yes, I want to believe in Jesus, but I also want to believe and worship all my idols. She didn't say that. Her idols she willingly gave up to confess Jesus as Lord and Savior, the Son of David. And those who say, I believe in Jesus, but I also worship Buddha, I worship other gods. Their faith is not true. If you truly believe in Jesus, you'll say, all the idols in my house I worship before, please come, Pastor, please come and remove them. And then I want to be baptized. Then we know your faith is sincere and genuine. Right? This was the kind of faith she had, because she realized that worshipping of idols brought no happiness to her life, only sadness and sorrow. And perhaps it's because of her idolatry, the worship of idols. And we know from the Bible that behind every idol is a demon. The daughter was afflicted with an unclean spirit. The daughter was demon possessed. So she realized it's only Jesus that can save me and deliver me and help my daughter. So သူရဲ့နော်အဲ့ဒီအမျိုးသမီးနော်တပါးအမျိုးသမီးရဲ့တတ်တာမှာနော်ဒါသူကဒါရုပ်တုစင်တုကိုကိုးကွယ်ခဲ့တဲ့သူတယောက်ဖြစ်တယ်နော်သူရဲ့တတ်တာမှာနော်ယေရှုဆိုတဲ့ပုဂ္ဂိုလ်ကိုအရင်ကမသိခဲ့ဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ယေရှုကိုသူကချင်းကပ်သွားတဲ့ချိန်မှာနော်တကယ်ပဲသူ့ရဲ့ယုံကြည်ခြင်းကယေရှုကဖခင်ဖြစ်တယ်ဆိုရသူကကောင်းကောင်းယုံကြည်သွားပြီဖြစ်တယ်ထို့ပြင်တော့အဲ့ဒီသူကိုးကွယ်ခဲ့တဲ့နော်ဒါရုပ်တုစင်တုတွေကသူ့ကိုကောင်းကျိုးမပေးဘူးသူ့ရဲ့တတ်တာမှာနော်ဒါသူ့ရဲ့နော်ဒါယုံကြည်ခြင်းကိုနော်မတိဆောက်ဘူးဆိုရသူတည့်ရဲ့ချိန်မှာနော်နောက်တင်းရပြည့်ဆိုရင်လည်းပဲသူ့ရဲ့သမီးပေါ့သမီးပင်လျင်ဘာဖြစ်လဲဆိုတော့နတ်နော်မကောင်းတဲ့နတ်မတန်ရှင်းတဲ့နတ်ဝင်ပူးခြင်းခံရတယ်အဲ့ဒါတွေအားလုံးကနော်ဘယ်ကနေလာလဲဆိုတော့သူ့ရဲ့မာယွန်းတဲ့ကိုးကွယ်ခြင်းရုပ်တုစင်တုရုပ်တုစင်တုတွေတိုင်းရဲ့နောက်ကွယ်မှာရှိတယ်ဆိုတော့နတ်ဆိုးရှိတယ်အဲ့နတ်ဆိုးကကျွန်တော်ကိုးကွယ်လိုက်တဲ့အချိန်မှာအဲ့နတ်ဆိုးကကျွန်တော်ရဲ့တတ်တာကိုထိန်းချုပ်နိုင်သွားပြီကျွန်တော်ရဲ့နော်ဒါကျွန်တော်ကိုဝင်ပူးနိုင်တယ်ဆိုတော့အဲ့ဒီဥစ္စာကိုသူကသိသွားတဲ့အချိန်မှာနော်သူရဲ့ယုံကြည်ခြင်းကယေရှုပေါ်မှာပဲရှိလာတယ်အဲ့ဒီအားလုံးကိုသူကဆွနှုတ်ပြီးတော့ယေရှုကိုသူကသခင်ယေရှုကိုဒါဝိရဲ့သားတော်ဆိုပြီးတော့သူကဝန်ခံခဲ့တာဖြစ်ပါတယ် So this tells us that true faith and the faith that God desires will lead us to worship God. For she said, have mercy on me. Have mercy on me. And then she went and fell at the feet of Jesus when she met Jesus. So အဲ့ဒီယုံကြည်ခြင်းသူရရှိသွားတဲ့အချိန်မှာပေါ့နော်သူကဒီတိုင်းငြင်နေလို့မရတော့ဘူးတော့ဆရာပြောသွားတဲ့အချိန်မှာဟောကျွန်တော်မိသွားတဲ့အရာတကယ်ယုံကြည်ခြင်းဝင်လာပြီဆိုရင်ဒီတိုင်းနေလို့မရဘူးနော်ကိုယ့်ရဲ့အရင်တော့ကိုးကွယ်ခဲ့တဲ့အရာတွေနော်မကောင်းတဲ့အရာတွေနော်ကိုးကွယ်ခြင်းမားခဲ့တဲ့အရာဥမာပြီးကိုအိမ်မှာနော်ရုပ်တုစင်တုတွေရှိတယ်ဆိုရင်ကိုယ့်ရဲ့ဆရာတွေကိုခေါ်ပြီးတော့
တေချာပေးပါဆိုပြီးတော့ကျွန်တော်တို့ပြောရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာလည်းပဲသူအမျိုးသမီးကအဲ့ဒီအရာတွေကိုသူကနားလည်သွားတဲ့အချိန်မှာယေရှုရဲ့ခြေတော်ရင်ကိုတွားပြီးတော့သူ့ကိုသခင်အနေနဲ့ယုံကြည်ကြောင်းကိုသူကတသက်ပြပြီးတော့သူ့ရဲ့တသက်မှာရုပ်တုစင်သူကိုယ်ွယ်ခြင်းကိုသူကပေးလိုက်ခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် So that's why over here in verse 25, the last part says, when she heard of him, she came and fell at his feet. And in Matthew chapter 15, we are told she came, fell at his feet, and worshipped him. So, အဲ့ဒီအရာတွေကိုနားလည်တဲ့အချိန်မှာဒီတိုင်းကြီးမနေဘဲနဲ့သခင်ရှုရဲ့ခြေတော်ရင်းကိုလာပြီးတော့သခင်ရှုရဲ့ခြေတော်ရင်းမှာပြတ်ဝက်ပြီးတော့သခင်ရှုရဲ့ခံတော်ကိုတိုးဝင်ပြီးတော့သခင်ဖြစ်ကြောင်းဒါဝိရဲ့သားတော်ဖြစ်ကြောင်းသူရဲ့ယုံကြည်ချက်ကိုသခင်ရှုရဲ့ရှေ့မှာရဲရဲဝံ့ဝံ့နဲ့ပြသခဲ့တာဖြစ်ပါတယ် So God commands us to worship him and to keep the Sabbath day holy. On Sunday you come and worship him. And I'm glad that you are here. You are here to worship the Lord. Of course, when we come together in this way, we have fellowship with one another. But most importantly, we are here because of God. We are here because the Lord Jesus has saved me from my sins. So I owe it to him. He has saved my life. My life now belongs to him. And on the Lord's day, I must come and worship him in spirit and in truth and bow before him and praise his name. That is the most important reason why you're here. Even if your friends are not here, never mind. Jesus is here. I must come and worship him. That's the faith that God desires. So, ကျွန်တော်ဒီနေ့ရောက်ရှိလာခြင်းပင်လင်တကယ်ဘုရားကိုးကွယ်ခြင်းဖြစ်တယ်ဘာလို့ဆိုတော့ကျမ်းစာထဲမှာဘုရားကသူ့ကိုကိုးကွယ်ဖို့ရန်အတွက်မိန့်ပေးထားတယ်သူ့ကိုကိုးကွယ်ဖို့ရန်အတွက်ဒါတနင်္ဂနွေနေ့သူရဲ့ရှင်ပြန်ထားမြောက်ရာနေ့ကိုတန့်ရှင်းစေဖို့ရန်အတွက်သူကကျွန်တော်ကိုအမိန့်ပေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာအားလုံးရောက်လာကြတယ်ဒီနေရာရောက်လာတဲ့အချိန်မှာလည်းပဲတကယ်ပဲဘုရားကငါ့ကိုကယ်တင်ခဲ့တယ်ဘုရားကငါ့ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဘုရားကငါ့ရဲ့အဖြစ်တွေကိုသူရဲ့အတွင်းနဲ့စေကြောပြီးတော့တန့်စင်ပေးခဲ့တယ်ဆိုရအောင်ကျွန်တော်ယုံကြည်ပြီးတော့ဒီနေရာကိုရောက်လာပြီးတော့သူ့ကိုကိုးကွယ်ကြတာဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ရဲ့တခါလေးတငယ်ချင်းတွေပေါ့နော်မလာတဲ့အချိန်တွေမှာလည်းပဲကျွန်တော်တို့ကဒီနေရာမှာတငယ်ချင်းရှိလို့လာတာပုံပဲနဲ့ယေရှုရှိလို့ဒီနေရာမှာလာခြင်းဖြစ်ဖို့ရည်ရှိပါတယ်နော်ကျွန်တော်တို့ရဲ့တက္ကမှာဒီနေရာကိုရောက်လာခြင်းကဘုရားကိုးကွယ်ဖို့နံပါတ်1ဖြစ်ဖို့ရအတွက်အမှန်တန်ရည်ရှိပါတယ် So faith, the faith that God desires comes from hearing his word and believing his word. Faith that God desires will cause us to worship him in spirit and in truth. And the third thing, right, that we learn from here is that true faith, the faith that God desires, is very, very humble. It's utterly humble. So, ကျွန်တော်တက်တာမှာဒါယုံကြည်ခြင်းဆိုတဲ့အရာကဂျာနာခြင်းကနေလာတယ်ဂျာနာခြင်းပေါ့ဂျာနာခြင်းလဲဆိုတော့နှုတ်ပတ်တော်ဂျာနာခြင်းကနေလာတယ်ဆိုတဲ့နေရာမှာနောက်ထပ်တစ်ခုပေါ့နော်ဘုရားသခင်လိုရှိတဲ့ယုံကြည်ခြင်းရဲ့လက္ခဏာပတ်ပြတဲ့ကွာပါလဲဆိုတော့ဒါလုံးဝကိုနှိမ့်ချခြင်းတရားရခဏနှိမ့်ချခြင်းကိုကျွန်တော်တို့တွေ့ရပါတယ် Now we see this, for instance, in Matthew 15 when she called on the Lord to help her and she said, "Have mercy on me, O Lord, thou son of David. And my daughter is grievously vexed with the devil." And then in verse 23, it says here that Jesus answered her not a word. Jesus kept quiet, ignored her, didn't answer her a word. So, ကျွန်တော်ဒီနေရာမှာဘာတွေ့ရလဲဆိုတော့သူရဲ့တသက်မှာယေရှုကိုချင့်ကပ်တယ်ယေရှုကိုဒါချင့်ကပ်ပြီးတော့ဟစ်တယ်ဒါဝိရဲ့သားတော်ရှင်ကျွန်တော်တနာပါသူရဲ့သမီးချောင်းပြောပြီးတော့ဒါယေရှုချင့်ကပ်တဲ့နေရာမှာဘာဖြစ်လဲဆိုတော့ဟစ်ကြော်တော်လေစကားတခွန်းမြပြန်တော့မဟုတ်ဘူးယေရှုကစကားတခွန်းမှမပြန်ဘူးဟိုကတော့အတကုံပေါ်နေပြီဟောတော့လားကျွန်မရဲ့သမီးတည်တော့မယ်ဒါနဲ့ယေရှုကဘာဖြစ်လဲဆိုတော့စကားတခွန်းမှပြန်ပြောဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်
Now, if your friend were to call you and say, and to talk to you, even to ask for help, and then instead of talking to him or to her, you just hang up the phone. Or you talk to someone and he ignores you and doesn't answer you. Won't you feel very offended? Won't you get angry? Well, who do you think you are? I talk to you and you don't even say hello or answer me. You get very angry, right? So,ကျွန်တော်ရဲ့တက်တာမှာလည်းပဲကျွန်တော်တို့တကယ်ချင်းတရားကိုစကားပြောတယ်ဆိုတော့ဖုန်းကနေဖြစ်ပြင်မှာဖြစ်ပြောတဲ့အချိန်မှာဖုန်းချသွားတယ်ကိုကပြောနေတန်းလန့်ဒါမှမဟုတ်လဲကိုရဲ့တကယ်ချင်းကိုလမ်းပြောစကားပြောလိုက်တယ်ဟေးတားကြီးညီမလေးအမကြီးကိုကတခုမှပြန်မပြောဆိုရင်ကျွန်တော်ဘယ်လိုဖြစ်မလဲကျွန်တော်တကယ်စိတ်ဆိုးမယ်တော့ထွက်မယ်ဟုတ်မလားနင်ကဘာမလုပ်လဲငါစကားပြောနေရဘာလို့ပြန်မပြောလဲဒေါသထွက်မှာပဲဟုတ်မလား Over here, although Jesus ignored her and didn't answer, she did not get angry. And because she realized who Jesus is. Actually, I'm nothing. Jesus is God. I'm a sinner. And if Jesus doesn't want to answer me, he has the right to. She didn't get angry with Jesus. But she kept on pursuing, kept on asking. She humbled herself. So, ဒီနေရာမှာဘာဖြစ်လဲဆိုတော့တကယ်ရှုကသူ့စကားတခွန်းမှပြန်တော်မူတဲ့တကယ်ရှုကစကားတခွန်းမှပြန်မပြောဘူး။ဝါတခွန်းဩတယ်။တကယ်ရှုကဘာမှမပြောဘူး။ဒါပေမဲ့သူဘာဖြစ်လဲဆိုတော့သူနားလည်ထားတယ်။သူကဘာမှမဟုတ်ဘူး။တကယ်ရှုကဘရားဖြစ်တယ်ဆိုတော့ကောင်းနားတယ်။သူ့ရဲ့တတ်တာမှာနှိမ့်ချခြင်း100% ရှိတယ်။ဆိုတော့တကယ်ရှုဘလောက်ပဲသူ့ကိုဒါပြန်မပြောရင်နေပါစေသူကတကယ်ပဲနှိမ့်ချရက်တကယ်ရှုကိုဆက်လက်ပြီးတော့တိုးဝင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် Not only that Jesus did not answer her, ignored her, we have also his disciples, right, who came to Jesus and told Jesus, this woman is bothering us, send her away, for she cries after us. တကယ်ရှုဘယ်မို့ပဲနဲ့တကယ်ရှုရတော့တကယ်ရှုရစကားတကူမှပြန်မပြောတဲ့အပြင်သူ့ရဲ့တပည့်တော်တွေကပြင်ဘာဖြစ်လဲဆိုတော့ချင်းကပြီးတော့ထိုမိမပြန်သွားရတော့ကိုကိုပေးတော်ပါဆိုပြီးတော့နောက်ဆက်နေတယ်ကိုတော့ဒီအမျိုးသမီးကိုပြန်ခွင့်ပေးလိုက်တော့နင်ထုတ်လိုက်ရမလားဆိုပြီးတော့သူ့ရဲ့တပည့်တော်တွေကအဲ့ဒီအမျိုးသမီးကိုဘယ်ယူမဆိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တွေ့ရပါတယ် I mean, after someone does this to you, ignores you, right? Don't want it to even look at you, and don't even answer you. And then the disciples say, go away, shoo, don't come near. I'm sure by now you get very, very angry, right? How can you treat me like this? So, ဘာဖြစ်လဲဆိုတော့တကယ်ရှုရစကားတခွန်းတော်မှပြန်မပြောတဲ့အပြင်ကျွန်တော်တို့နေရာမှာဝင်ကြည့်လိုက်မယ်ဆိုလေတကယ်ရှုရလဲသူ့ကိုယူမဆိုင်ဘူးသူ့တပည့်တော်တွေပင်လျက်နေထုတ်ဖို့ရန်သူကတော့ဘာလာလုံးနေရတော့ဒီမှာတကယ်ရှုတရားဟောတော့မှာအဲ့လိုမျိုးပေါ့သူတပည့်တော်တွေတောင်မှဒါအဲ့လိုမျိုးသူ့ပုံမှာဒီလိုဆက်ဆံပြီးဆိုရင်တကယ်သူဘယ်လောက်တောင်ခံစားရမလဲတခါပဲမဟုတ်နတ်ကအပြင်ဒုတိယလူစုကနေသူ့ကိုရင်ထုတ်ချင်တာဆိုတော့တကယ်သူဘယ်လိုမျိုးခံစားရမလဲဆိုတော့ကျွန်တော်တို့တွေးကြည့်ကြတော့ပြပါတယ် And then she did not get angry, she still remained humble and continued to ask the Lord Jesus. And then Jesus in verse 24 of Matthew 15 said, and finally Jesus spoke and told her, I am not sent but unto the lost sheep of the house of Israel. I'm only going to help the Jews. I'm sent to help them. In other words, I'm sent to help them. And are you a Jew? Are you from Israel? If you're not from Israel, you're not qualified. ဘာဖြစ်လဲဆိုတော့တကယ်ရှုကစကားတော့စပြောလာပြီပထမချိန်စကားမပြောတပည့်တော်ရာသူ့အနေနဲ့လုပ်တယ်ဆိုတော့တကယ်ရှုစကားသူ့ကိုတော့
ပြောတဲ့အချိန်မှာတော့ဘယ်လိုပြောလဲဆိုတော့ဟိဒေလာအမျိုးဝင်ပြောင်းလွန်တော့တိုးများမှတပါခြားတော့မျိုးရှိရတော့ငါ့ကိုမစင်လွတ်ပြောချင်တာကနင်ကဂျူးလဲမဟုတ်ဘူးငါဂျူးတွေတော့ပဲလာတယ်နင်ကတပါမျိုးသမီးဆိုငါလည်းမဆိုင်ဘူးဆိုပြီးတော့တခင်ရှုတော့သူအားကိုးပါတယ်ဆိုတော့တခင်ရှုရတော့မှသူဒီစကားကိုပြောခဲ့တယ်ဆိုတော့တွေ့ရပါတယ် It's like, I've come to help those who are mine, but you are second class people, lowly, not up there, so I don't care for you. Looks like Jesus saying that. In fact, Jesus is saying that, but what was really Jesus trying to do? ဘာဖြစ်လဲဆိုတော့ဒီနေရာမှာတခင်ရှုကငါကဂျူးလူမျိုးတွေတော့ပဲပျောက်လို့နဲ့ဂျူးလူမျိုးတွေကိုကယ်တင်ပွင့်ရတော့ပဲလာတာ။ညာဒုတိယတန်းစားပထမတန်းစားမဟုတ်ဂျူးတွေကပထမတန်းစားဆိုတော့အနေမပါဘူး။ညာ qualify မဖြစ်ဘူး။စင်တန်းတော့မယူ။ဆိုတော့အနေကငါကူညီစရာမရှိဘူးလို့ယေရှုကပြောလိုက်တယ်။တကယ်ပဲဒီနေရာမှာယေရှုကဘာကိုဆိုလိုတာလဲဆိုတော့ကျွန်တော်ချက်တော့ကြည့်အောင် Over here, it's not that Jesus is saying only the Jews can be saved and you Gentiles cannot. Jesus said these words to the woman in order to test her. ဆိုဒီနေရာမှာတခင်ယေရှုကဂျူးလူမျိုးတွေတော့ပဲငါလာတယ်ဆိုတော့သူတကယ်ပြောခဲ့တာဟုတ်ပါတယ်ဒါပေမဲ့လေတကယ်တမ်းဂျူးလူမျိုးတွေတော့ပဲတခင်ယေရှုကလာပြီးတော့ကယ်တင်သွားလားဆိုတော့မဟုတ်ပါဘူးဒီနေရာမှာဒီအမျိုးသမီးကိုစမ်းစစ်ခြင်းလို့ဒီယုံကြည်ခြင်းကစစ်လားမစစ်လားကြီးမားလားတင်းငယ်လားဆိုတော့စစ်ခြင်းလို့ပြောတဲ့စကားဖြစ်တယ်ကျွန်တော်ကဂျူးလူမျိုးတွေပဲကယ်တင်ဖို့လာတယ်ဆိုတော့ယူလိုက်လို့မရပါဘူး Sometimes we pray to the Lord, He doesn't answer us, and maybe even send trials and troubles on our way. It's not because He doesn't want to help us. Sometimes He wants to test our faith. ကျွန်တော်တခါလေဆူတောင်းတဲ့ချိန်မှာတော့ဆူတောင်းတယ်အချိန်ကြီးဆူတောင်းတယ်ဒီကိစ္စတစ်ခုအတွက်ရာကအဲ့ဒီအတွက်အပြေမပေးတဲ့အပြင်စင်ရဒုက္ခပါလွတ်ပေးလိုက်တယ်ပို့ပြီးတော့ဒုက္ခဂျုံရတယ်ဆူတာတောင်းနေတာပို့ပြီးတော့စင်ရခြင်းဂျုံရတယ်ဆိုတော့အဲ့ဒီအရာတွေကဘုရားကကိုယ်ပြက်ပယ်ထားတာဘုရားကကိုယ်အတွက်မဟုတ်တော့တာလုံးဝမဟုတ်ပဲနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကြီးမားလာကိုယ့်ရဲ့ခရိယန်တတ်တာမှာဒါယဉ်ကျေးမှုရှိလာဆိုတဲ့အရာကိုဘုရားကစမ်းစစ်ခြင်းယုံတတ်တဲ့ဖြစ်ပါတယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်ဖို့အမှန်တန်ရည်ကြီးပါတယ် There was one time one student came to apply to study at FEBC. တရားတော့ဒါကျွန်တော်တို့အကြောင်းပေါ့နော် FEBC First and Bible College ကိုကျောင်းသားတယောက်ကဒါကျောင်းတက်ဖို့ရန်အတွက် form လာတင်တယ်ကျောင်းသားရှောက်တယ်နော် He's a Singaporean. အဲ့ဒီကျောင်းသားကစင်ကာပူနိုင်ငံသားဖြစ်တယ် And he was an officer in the army. သူရဲ့အလုပ်ကလည်းဒါစစ်တပ်ထဲမှာသူကအရာရှိရောက်ဖြစ်တယ် A very high-ranking officer. He's a colonel. The rank of colonel is just below the general. ဆိုတော့သူရဲ့ယာထုကလည်းအမှန်တန်မြင့်တယ်ကားနေပေါ့နော်ဒါတကယ်ဘိုလ်ချုပ်တွေရဲ့အောက်မှာသူကလုံးလုံးရတယ်တကယ်ယာထုကြီးတယောက်ဖြစ်တယ် In the army, I'm only a corporal. I was in the army. I'm only a corporal. So all these officers, the colonel, we must stand straight when we see him. We must salute. Good morning, sir. We must salute. And he commands, as a colonel, he commands many soldiers, hundreds of soldiers. He's a commanding officer. တော့ဒါဆရာစစ်မှုထမ်းတော့ဆိုရင်သူကယာထုနေနေပေါ့နော်ပုံမှန်ယာထုလေးပေါ့ဒါပေမဲ့အဲ့တယောက်ကကာနယ်ဆိုတာကတကယ်ယာထုကြီးဆရာလို့ဒါယာထုရှိတဲ့သူတွေအားလုံးကအုပ်ချုပ်တာအမိန်ပေးတယ်ဒါမလုပ်နဲ့အဲ့တယောက်က FEBC ကိုလာပြီးတော့ကျောင်းလာရှောက်တယ် I rejected his application. You cannot come in. ဒါပေမဲ့ဆရာကသူ့ရဲ့ကျောင်းလျှောက်တော့ပယ်လိုက်တယ်ကျောင်းတက်လို့မရအောင်ဆိုပြီးတော့လျှောက်တော့ပယ်ပေးလိုက်တယ် You think, an officer in the army, high-ranking and powerful, wants to come and study at FEBC. Yeah, welcome. I said, no, you cannot come. Rejected. ဆိုတော့ချားသူတွေအမြင်မှာ
ဒါဝင်လဲသူ့ရဲ့အမြင်မှာပင်လျင်ကနေတယောက်ဖြစ်တဲ့တော့ကြောင်းတော့လာနှုတ်ပတ်တော်လာပြီးတော့တင်ဆိုးလို့ဒါသူ့ကိုချီးမွမ်းပြီးတော့ဟုတ်လားတေချာလေး view site ပြီးတော့ဟုတ်လားအဲ့လိုမျိုးလုပ်မယ်လို့တော့ထင်ကောင်းထင်နိုင်ပါလိမ့်မယ်ဒါပေမဲ့ဆရာက reject လက်မခံဘူး I rejected him in order to test him. ဒါပေမဲ့ဆရာရဲ့ပယ်လိုက်တဲ့အရာကသူ့ကိုစမ်းစစ်ခြင်းတက်တကယ်ပယ်တာမဟုတ်ဘူးနော် Is he proud or humble? If he replied and say, "How can you reject me? Don't you know I'm officer, colonel in the army? You should be very thankful I come and join FEBC." You know, if he has spoken like this, confirmed rejection. ဆရာကသူ့ကိုစမ်းစစ်စစ်ချင်ုံတက်နဲ့ရှောက်လို့ပေလိုက်တယ်အဲ့ချိန်မှာအဲ့ဒီចောင်းသားတော့မဟုတ်သေးဘူးเนาะအဲ့ခါနယ်ကဆရာကိုဒါခါနယ်တယောက်ဖြစ်တယ်ဘာဖြစ်လို့ငါရဲ့ရှောက်လောက်ပေရလေဆိုပြီးတော့ဒါရေးမယ်ဆိုရင်ဆရာကိုပြန်ပြီးတော့တုံ့ပြန်မယ်ဆိုရင်ဆရာကအဲ့ဒီပေထားတဲ့စမ်းစစ်ဖွင့်တော့ပေထားရအောင်တကယ်လုံးချလိုက်တော့မှာတကယ်ကြီးကိုပေတော့ So he came to see me and spoke in a soft voice and said, "I really want to study God's word. I want to serve the Lord." And he spoke very humbly. "Please accept me." And because he spoke humbly, okay, admitted, come and study. So it's to test him. Well, is he proud or humble? If he's proud, he cannot study God's word. If he's humble, then you can. တော့အဲ့ဒီခါနယ်ပေါ့နော်အဲ့ဒီဒါရာရှိရဆရာစီကိုလာပြီးတော့ကျွန်တော်တကယ်ပဲဒါနှုတ်ပတ်တော်လေးလာခြင်းလို့ကျွန်တော်ကိုနှုတ်ပတ်တော်တင်ယူခွင့်ပေးပါဆိုပြီးတော့နင်းချစွာစကားကိုပြင်းသားလေးဆရာစီကိုလာပြောတယ်ဆိုတော့ဆရာလည်း admit လုပ်လိုက်တယ်ကျောင်းသားဖြစ်လက်ခံလိုက်ဆိုတော့ကျွန်တော်ကြည့်ရတာဖြစ်ပြန် And here we find this woman very humble before the Lord. Even after all these things, Jesus ignored her, the disciples, shooed her away. Yet she came and worshipped Jesus and said, "Lord, help me." And then verse 26, Jesus didn't even help her immediately after all these things, but answered and said, "It is not meet to take the children's bread and to cast it to dogs." အဲ့အမျိုးသမီးကတကယ်ရှုရဲ့ဒါလက်လူရှုခြင်းကိုခံခဲ့ရတယ်တပည့်တော်တွေရဲ့မောင်းထုတ်ကျင်တဲ့ပုံစံမျိုးခံခဲ့ရတယ်နောက်ဆုံးဘာဖြစ်လဲဆိုတော့တကယ်ရှုကိုယ်တိုင်ရဲ့စကားကို26မှာပါပါတယ်ကိုရောကတားရစာကိုရွေခွေးအားမပေးမချအံ့ဟုပြန်ပြောတော်မူ၏တဲ့တကယ်ရှုကအဲ့အမျိုးသမီးကိုခွေးနဲ့တော့မှနိုင်နေတယ်ဆိုတော့တွေ့ရတယ် So over here, what did Jesus call her? "You are a dog." ယေရှုကဒီနေရာမှာအဲ့အမျိုးသမီးကိုခင်ဗျခွေးပဲဆိုပြီးတော့နိုင်လိုက်တာပဲ How can I take my children's bread and feed you? You are a dog. If someone calls you a dog, what will you do? Will you go and bite the person? You get so angry. How can you call me a dog? နေရာမှာသခင်ယေရှုကငါရဲ့သားတွေရဲ့အစာကိုသားဆိုတာကဂျူလူမျိုးတွေရဲ့ကောင်းကြီးမိန်လာအစာကိုယူပြီးတော့ခွေးပြတဲ့မြို့မှာကျွေးစရာလားဆိုပြီးတော့သူ့ကိုခွေးလုံးနဲ့နိုင်တာဖြစ်တယ်တကယ်လို့ဒါကျွန်တော်တို့ကိုတဲရောက်ကတကယ်ချင်းတရားကခွေးနဲ့နိုင်မယ်နော်ခင်ဗျခွေးပဲလို့ပြောမယ်ဆိုရင်ကျွန်တော်ကဟုတ်တယ်ငါခွေးပဲဆိုတော့သူ့ကိုသွားကြိုက်တာဟုတ်ပါဘူးနော်ဒါဒီနေရာမှာတကယ်ယေရှုကသူ့ကိုဆန်းစစ်တာဖြစ် Now the dogs over here, Jesus when he used the word dog here, he meant pet dogs. Dogs that are found in a house. Pet dogs, not wild dogs, stray dogs. These are pet dogs. And pet dogs are fed by the master, but they are not fed with the good food, that is given to the children. Actually, the bread on the table, the leftover bread, when after everyone has eaten the leftover bread, they will use the bread to clean their hands, clean the table, and then the dirty bread they throw to the dogs to eat. ဆိုတော့ဒီနေရာမှာခွေးဆိုရဲတခင်ရှုတုံးရတဲ့ခွေးကလမ်းမေးခွေးမဟုတ်ဘူးဒါခွေးရိုင်းနေမဟုတ်ဘူးအိမ်မှာ
ကျွေးမွေးခြင်းခံရတဲ့ခွေးကိုပြောတာဖြစ်တယ်ဒီနေရာမှာဒီတော့တကယ်ရှုသုံးထားတဲ့စကားလုံးကဆိုတော့အင်းကခွေးတွေနော်မွေးထားတဲ့ခွေးတွေဖြစ်တယ်ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့ကလေးတွေနဲ့တော့ကလေးတွေစားရရတော့အဲ့ဒီအိမ်မွေးတော့အိမ်မွေးခွေးတော့မကျွေးရဘူးနော်အဲ့ကလေးတွေကဘာမို့စားတယ်အဲ့စားပြီးတော့ကလေးတွေစားပြီးတော့ကြံကျွန်းတဲ့ဘာမို့ကိုကလေးတွေကလက်တုတ်တယ်ဘာမှဆိုရင်လက်မှာပေးတဲ့ຢာကြီးတုတ်ပြီးတော့အဲ့ဒီတုတ်ပြီးသွားတဲ့အခါကျမှအိမ်မွေးခွေးကိုလမ်းပြီးပေးတယ်ရစ်ပတ်တဲ့ຢာပေးတယ်ဒါပေမဲ့အိမ်မွေးခွေးကအိမ်မွေးခွေးပဲဆိုရအောင်ကျွန်တော်တို့ဒီနေရာမှာအိမ်ခွေးကဘယ်လိုမျိုးခွေးလဲအဲ့ဒီအိမ်မွေးခွေးကဘာတွေစားလဲဆိုရအောင်ဆရာကြီးရှင်းပြသွားတာဖြစ်တယ် So these are the crumbs that fall from the children's table. So the woman said, "Truth, Lord, truth. That is true. We don't deserve, right, the food that is from the children's table, but the dogs eat of the crumbs which fall from their master's table. I'm willing to eat even, right, these crumbs, the dirty bread that children use to clean their hands and then broken already, and that bread is fall to the ground. I'm willing to receive that bread." တော့ဒီနေရာမှာမြို့သမီးကခွေးနဲ့နိုင်ပြီးသွားတဲ့အချိန်မှာမြို့သမီးကဘာပြန်ပြောလဲဆိုတော့မပိုင်းသခင်ခွေးမီကမိမိသခင်ရဲ့စံနှုတ်စပွဲမှာကြာတော့စံနှုတ်စပောက်ကိုစားမြဲထုံးစံရှိတယ်ဆိုတော့ဘာပြောလဲဆိုဟုတ်ပါတယ်သခင်ဖိုးတော့ရဲ့ဂျူးလူမျိုးတွေသားသမီးတွေကနေရှန်ထွက်လာတဲ့ဥမာအပြင်စပွဲဝါးနေကြလာတဲ့ဂျူးလူမျိုးတွေမကြိုက်တဲ့ဒါမှမဟုတ်လဲသားသမီးတွေကြိုက်တဲ့ဒါမှမဟုတ်လဲနည်းနည်းကြံကျွန်းတဲ့အရာတွေကိုခွေးတွေကိုကျွေးလိုမျိုးပဲအဲ့ဒီအကျွန်းလေးကိုကျွန်မလိုချင်ပါတယ်အဲ့ဒီအကျွန်းလေးပဲစားပါရစေဆိုပြီးတော့တကယ်နေရှာစွာနဲ့တကယ်ရှုရဲ့ယူချင်းကတဲ့ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ် Today, dogs are treated even better than children. In those days, not like that. ကြက်မှာဆိုရင်အိမ်မွေးခွေးတွေဆိုရင်ဘာဖြစ်လဲဆိုတော့ခလေးတွေထက်တောင်မှပို့ပြီးတော့ဂယုစိုက်ကြတယ်ပို့ပြီးတော့အလေးပေးတာကိုခံရတယ်ဘိုးတော်ဆိုရင်တော့ခွေးတွေကခလေးတွေရဲ့စားကျွန်းစားကြံစလုံးစပောက်လောက်ပဲစားရ Dogs today, you don't give them steak or good meat, they may run away. ဆိုတော့ဒါအိမ်မွေးခွေးတွေပေါ့နော်ဒါအမဲသားပေါ့နော်အဲ့ဒါတွေကိုပေးမယ်ဆိုရင်ဒါတို့ကစားပဲပြေးမှာ But this lady, look at how humble she was. Lord, I don't ask for much. The food you don't want, the dirty bread you throw away, I'm willing to receive. Do we have this kind of a humble faith before God? ဒီနေရာမှာအဲ့အမျိုးသမီးကဟုတ်ပါတယ်ကိုတော့မလို့ချင်တော့တဲ့အရာကိုတော့အနေနဲ့ကြံကျွန်းတဲ့အရာလေးကျွန်မပေးပါကျွန်မလိုချင်တယ်ကိုတော့ထံကလာတဲ့အရာဆိုရင်ကျွန်မဘလောက်ပဲမကောင်းတဲ့ပုံစံဖြစ်ပေမဲ့ကျွန်မလိုချင်တယ်ကျွန်တော်ပေးပါဆိုပြီးတော့အဲ့ဒီတကယ်နှိမ်ချတဲ့အလုံးသားနဲ့အဲ့ဒီနှိမ်ချတဲ့ယုံကြည်ခြင်းနဲ့တကယ်ရှုချင်းကတဲ့ဆိုတော့တွေ့ရပါတယ် And this is the kind of faith that pleases God. And here Jesus, after she said these words, her faith is true faith, sincere, very humble. And then Jesus came to help her. And Jesus answered and said unto her, O woman, great is thy faith. Be it unto thee even as thou wilt. And her daughter was made whole from that very hour. အဲ့မိမလည်းမမတခင်ခွေးမီကမိမိတခင်စပွဲမှာကြာတော့စနုစပောက်ကိုအမြဲစာရုပ်ထိုးစံရှိတယ်ဆိုပြီးတော့တကယ်ပဲသူ့ရဲ့နှိမ်ချတဲ့ယုံကြည်ခြင်းနှိမ်ချတဲ့နှလုံးသားကိုပြပြီးတော့တကယ်ရှုကလည်းဆန်းစစ်ပြည့်အချိန်မှာတကယ်ရှုကလည်းယုံကြည်ခြင်းစစ်မှန်ကြောင်းချီးမွမ်းကြောင်းကိုဒါတက်တည်ပြပြီးသွားတဲ့အချိန်မှာဘုံမိမတင်ဒီယုံကြည်ခြင်းအားကြီးလာပြီတဲ့လိုရှိတဲ့တိုင်းတင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစ၍ထိုမိမ၏သမီးသည်ကျမ်းမာပဂတိဖြစ်လေသူရဲ့ယုံကြည်ခြင်းအားဖြင့်သူရဲ့သမီးကျမ်းမာသွားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် And this
tells us about the fourth characteristic of the faith that God desires, and that is true faith, strong faith. Will ask no question, will fully believe in what Jesus says, without doubt, without question. ဆောရတခုတခင်ဖေယားလူချင်းတဲ့အလိုတော်ရှိတဲ့ယုံကြည်ခြင်းဆိုတဲ့အရာရဲ့ဒါလက္ခဏာတူကကြတော့ဗာလဲဆိုတော့ဖေယားပြောတဲ့အရာကိုပြန်ပြီးတော့ကိုတော့ဒါဖြစ်ကောင်းလားကိုတော့ဒါဖြစ်ကောင်းလားဆိုတော့မပြောဘဲနဲ့ဖေယားပြောတဲ့အရာကိုပြောတဲ့အတိုင်းလက်ခံခြင်းကိုစစ်မှန်တဲ့ယုံကြည်ခြင်းရဲ့လက္ခဏာလို့ပြောပါတယ် In Mark chapter 7, verse 29 and 30, we read over here, and he said unto her, for this saying, go thy way, the devil is gone out of thy daughter. Verse 29. ကျွန်တော်မာကုခန်းကြီး9အငယ်29ထဲမှာဘယ်လိုမျိုးတခင်ရှုကအိမ်မိန်းမကိုပြောခဲ့လဲဆိုတော့ကိုရောကထိုစကားကြောင့်တင်သွားတော့နဆိုးဒီတေးသမီးထဲမှာထွက်သွားပြီဟုမိန့်တော်မူ၏လို့ပြောခဲ့ပါတယ် So when she was there with Jesus, was her daughter with her? Yes or no? တခင်ယေရှုကအဲ့ဒီအမျိုးသမီးနဲ့ရှိပြီးတော့အဲ့အမျိုးသမီးကိုဆန်းစစ်နေတဲ့အချိန်မှာသူ့ရဲ့သမီးပါလာလား Not there. Of course, she must be at home. Very sick, demon possessed. Not with her. ဆိုတော့အဲ့သမီးကပါမလာဘူးတကယ်ပဲဖြားနာနေတယ်ဒါဆိုးဆွဲနေတဲ့အတွက်ကြောင့်မလို့အိမ်မှာနေရတယ်ဆိုတော့ကျွန်တော်တို့ပြီးရတယ်ဆိုတော့ပါမလာပါဘူး And Jesus on the spot says, you go home. Your daughter is healed. Your daughter is delivered. She did not say, Lord, I don't believe. You must come to my house. Right? See my daughter. I want to see that you know, once you say the word and touch her, then she's cured before my eyes, then I'll believe. She didn't say that. Because of what Jesus said, she immediately believed his words. That, yes, what Jesus said is true, and surely my daughter has already been healed. She believed in her heart without seeing. ဒီနေရာမှာတခင်ယေရှုကအိမ်သွားပါနတ်ဆိုးဆွဲတဲ့မင်းသမီးတင်းရဲ့သမီးကျမ်းမာပြီလို့ပြောတဲ့ချိန်မှာသူ့သမီးကျမ်းမာလားမကျမ်းမာသေးဘူးလား तू ကလုံးဝမသိရဘူးအိမ်မှာဆိုတော့အဲ့နေရာမှာမဟုတ်ကိုတော့ကျွန်မယုံလာပါကျွန်မရဲ့သမီးကိုဆူတောင်းပေးဒါမှမဟုတ်လေကျွန်မရဲ့သမီးရဲ့အပေါ်မှာလက်တင်ပေးပါအဲ့လိုမျိုးဖြစ်ပြီးတော့ကျမ်းမာသွားမှကျွန်မယုံကြည်မယ်ဆိုပြီးတော့လုံးဝမပြောခဲ့ဘူးမမြင်ရသေးပေမဲ့သူကယုံကြည်တယ်အိမ်ကိုပြန်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် So we don't see to believe, we believe in order to see. ကျွန်တော်ရဲ့ယုံကြည်သူတွေရဲ့အတ္တကမြင်ရမှယုံကြည်ခြင်းရှိတာမဟုတ်ဘဲနဲ့ယုံကြည်ခြင်းရှိလို့ကျွန်တော်ကမြင်ရမှာဖြစ်တယ်ဆိုရအောင် The Bible says it, that settles it, I believe it. ကျမ်းစာကပြောတယ်ဆိုရင်ငါယုံကြည်တယ်မမြင်ရသေးဘူးလားကိစ္စမရှိဘူးငါယုံကြည်တယ်အဲ့ဒီမှာယုံကြည်ခြင်းရှိတယ်ဆိုတဲ့အတိုင်းကျွန်တော်သိရှိရမှာဖြစ်တယ် So after Jesus said that, she asked no questions and she did not doubt. She went home. And so in verse 30 we read, and when she was come to her house, she found the devil gone out and her daughter laid upon the bed. တကယ်လို့အိမ်ပြန်มาဆိုပြီးတော့ပြောပြီးသွားတဲ့နောက်ပိုင်းမှာထုံးအမျိုးသမီးကဘာမှတခုမှပြောပဲနဲ့အိမ်ပြန်သွားတယ်အိမ်ပြန်သွားတော့ဘာတွေ့ရလဲဆိုတော့ထိုမိန်းမသည်မိမိအိမ်တို့ပြန်၍နတ်ဆိုးထွက်သွားဒီကို၎င်းသမီးသည်အိမ်ယာ၌အိမ်ရက်ရှိကို၎င်းမြင်တွေ့ရ၏လို့ကျွန်တော်တို့ရပါတယ် Do you have such a faith? The Bible says it, I don't have to see it. Because God says it, I believe it. ဥပမာအဲ့လိုမျိုးကြီးမားတဲ့ယုံကြည်ခြင်းရှိလားကျမ်းစာကပြောထားတယ်ဆိုတော့ငါယုံကြည်တယ်ငါမမြင်ရသေးပေမဲ့ငါယုံကြည်တယ်ဆိုရက်ဒီအမျိုးသမီးရဲ့ယုံကြည်ခြင်းကြီးမားတဲ့ယုံကြည်ခြင်းအတိုင်းကျွန်တော်မှာရောရှိရလားဆိုတော့ကျွန်တော်စမ်းစစ်ဖို့အင်မတန်အရေးကြီးပါတယ် This is a kind of faith that God desires, that pleases God, and will bring about God's blessing in our life. ဒီလိုမျိုးကြီးမားတဲ့ယုံကြည်ခြင်းကဒါဖခင်အလိုတော်ရှိတဲ့ယ
ယုံကြည်ခြင်းဖြစ်ပြီးတော့အဲ့ဒီယုံကြည်ခြင်းကကျွန်တော်ရဲ့အတ္တမှာလိုအပ်တဲ့ကောင်းချီးမင်္ဂလာဝိညာဉ်ရေးနဲ့ဆိုင်တဲ့ကောင်းချီးမင်္ဂလာတွေကိုယူဆောင်လာပေးနိုင်တဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ် May you have this kind of a faith. ဒီလိုမျိုးကြီးမားတဲ့ယုံကြည်ခြင်းဘုရားသခင်လိုရှိတဲ့ယုံကြည်ခြင်းရှိဖို့ရန်အတွက်ရောက်ခြင်းစီတိုင်းရှာရှင်မဆပါစေ Let us pray. တောင်းရအောင် Our Father in heaven, we want to thank thee for the faith of this Syro-Phoenician woman who trusted in Jesus and was so humble before him that she has found her salvation and her help. ရောကောင်းကင်ဘုံရှင်ဖဘုရားသခင်ဒီနေ့မှာကျွန်တော်တို့သိယူခဲ့ရတဲ့နှုတ်ပတ်တော်အတိုင်းသူလူမျိုးဇီရိုမျိုးသူဖြစ်တဲ့ဟိုအမျိုးသမီးရဲ့တတ်တာမှာတကယ်ပဲနှိမ်ချလျက်ရောထန်တော်တို့တိုးဝင်ပြီးတော့ကြီးမားတဲ့ယုံကြည်ခြင်းရှိတဲ့အတိုင်းသူရဲ့တတ်တာမှာကယ်တင်ခြင်းကိုရရုံမကသူရဲ့လိုအပ်တဲ့အကူအညီကိုကိုရောရဲ့ထန်တော်မှာရရှိကြောင်းကျွန်တော်လေ့လာတဲ့အတွက်အထူးပဲကျေးဇူးတော်ချီးမွမ်းပါတယ် Help us, Lord, to have this kind of a faith. ရောထိုကဲ့သို့သောယုံကြည်ခြင်းရှိဖို့ရန်အတွက်ရောက်ခြင်းစီတိုင်းကိုမဆာပါ In Jesus' name. ယေရှုနာမ၌ဆုတောင်းပါ၏ Amen. Amen